အိုင်နာရဲ့ share လမ်းပြီး share ခန့်တဲ့ Samsung နဲ့ရမှာလူကြိုက်အရန်များပြီးတော့တကယ်လဲပေးရတဲ့ဈေးတန်းမှာတကယ်တန်တဲ့ Samsung S25 Ultra 5G လေးကို 512 GB လေးကျွန်တော်တို့ Wear Mobile Shop မှာအသက်သာဆုံးနှုန်းထားနဲ့ရောင်းချပေးမှာဖြစ်ပါတယ်မင်္ဂလာပါ Wear Mobile Shop ပါအခုကျွန်တော်လက်ထဲမှာကင်ပြထားတဲ့ model လေးကတော့ S25 Ultra မှာ Natural Titanium color လေးဖြစ်ပြီးတော့ RAM 512 GB အလုံးလေးဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့ CE ရလည်း fake ဖြစ်ပြီးသားအလုံးလေးဖြစ်မယ်ဆက်လေးကလည်းတော်တော်မှတော်တော်တက်မယ်ခင်ဗျာ512 GB လေးဖြစ်ပါတယ်1 SIM eSIM အလုံးလေးဖြစ်ပါတယ်เนาะဒီမှာ1 SIM eSIM အလုံးလေးဖြစ်ပါတယ် software ဆိုလို့ရှိရင် version ကနောက်ဆုံး One UI 8.5 နဲ့ AI နေလုံးဝ share လန်းနေတဲ့ AI နေနဲ့သုံးရမယ်ပြီးတော့လုံးဝ4000ဆက် Samsung ရဲ့ signature display လို့ပြောလို့ရတယ်လုံးဝ4000ဆက် display လေးနဲ့ကင်တိုင်းအရင် smart ကြတဲ့ဖုန်းရဲ့ design လေးနဲ့တကယ်လို့လူကြီးလူကောင်းဆန်ဆန်ကင်နေတယ်ဆိုတော့ဒါမျိုးဖုန်းတစ်လုံးကမိတ်ဆွေတို့မှာမရှိမဖြစ်ကိုလိုအပ်ပါတယ်ဒီ S25 Ultra RAM 512 1 SIM eSIM ဒီ Natural Titanium လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက38,500နဲ့ရောင်းချပေးမယ် original အသွင်ကြိုးခေါင်း cover မှန်ကတ်အကုန်လုံးကျွန်တော်တို့ Wear Mobile Shop ကနေပြီးတော့လက်ဆောင်ထည့်ပေးမယ်ဆက်နဲ့ပတ်သက်လို့ Aussie Online ဖြစ်ကြောင်းနဲ့ warranty ပေးပြီးတာဝန်ယူရောင်းချပေးပါတယ်ဆက်နဲ့ပတ်သက်လို့အာမခံအပြည့်အဝပေးပြီးရောင်းချတဲ့အတွက်တော့စိတ်ရေးချမ်းသာတာဝယ်ယူအားပေးလို့ရပါတယ်ဒါဆိုတော့မှရှိတဲ့ဖုန်းတွေနဲ့လည်းအဟောင်းပြီးအသိယူအလဲထက်ကိုတနေရာထဲမှာအဆင်ပြေအောင်ပြုလုပ်ပေးတယ်အခုကျွန်တော်ပြသွားတဲ့ S25 Ultra လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Wear Mobile Shop ကိုလှမ်းခဲ့လိုက်ပါဖုန်းနဲ့ပတ်သက်ရင်ဘာပဲလို့ကြောင်တောင်းစင်းမှာရှိတဲ့ Wear Mobile Shop မှာတစ်ထိုင်နဲ့ one stop service နဲ့အဆင်ပြေအောင်ပြုလုပ်ပေးနေပါပြီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ